စီစဉ်တင်ဆက်သူဖြစ်ကနေတရုတ်ဆောင်မင်းမေးလောက်တော့မဲ့သဇင်နွယ်ဝင်မကြခင်ချိန်တွင်းမှာမြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်မင်းမေးဖြစ်ဖို့ရှိနေတာကတော့စီစဉ်တင်ဆက်သူသဇင်နွယ်ဝင်မှာသဇင်နွယ်ဝင်ဟာမြန်မာနိုင်ငံနာမည်ကြီးစီစဉ်တင်ဆက်သူတို့ဖြစ်ခါမြင်းသမီးတွေလာနှပကျော်ရှင်ကချစ်စရာကောင်းနေတာပါသဇင်နွယ်ဝင်ဟာ MRT4 ရုပ်တံလိုင်းကနေစီစဉ်တင်ဆက်သူဖြစ်လာခဲ့တာဖြစ်ပါတယ်အဲကနေတဆင်ခုချိန်မှာမြန်မာနိုင်ငံမှာလုံးသမျှ promotion ပွဲတွေခန္ဓာပွဲတွေမှာသဇင်နွယ်ဝင်ကစီစဉ်တင်ဆက်သူ MC လုပ်နေရတာဖြစ်ပါတယ်ထို့ပြင်တော့သဇင်နွယ်ဝင်ဟာမင်းသမီးတယောက်အလားနှပပြီးတော့ချစ်စရာကောင်းနေတာကြောင့်လဲသဇင်နွယ်ဝင်ကိုမင်းသမီးဖြစ်စေခြင်းကြတာပါဒါပေမဲ့လည်းစောပိုင်းမှာတော့သဇင်နွယ်ဝင်ကလူပညာလောကကိုမဝင်ခဲ့ပါဘူးဒါပေမဲ့လည်းခုခါမှာတော့သဇင်နွယ်ဝင်ဟာဒရိုက်တာဝင်းထွန်းထွန်းရိုက်ကိုတဲ့မတ်ဂျိုးကိုဘယ်လိုပြောရမလဲရုပ်တံဇာတ်လမ်းတွေမှာခေါင်းဆောင်မင်းသမီးတွေနဲ့ပါဝင်တရုပ်ဆောင်ဖို့ဝင်လာခဲ့တာပါဆိုပါရုပ်တံဇာတ်လမ်းတွေမှာစီစဉ်တင်ဆက်သူသဇင်နွယ်ဝင်ဟာမင်းသားညီထုတ်ခေါင်ထူးအောင်တို့နဲ့အတူပါဝင်တရုပ်ဆောင်မှာဖြစ်ပါတယ်စီစဉ်တင်ဆက်သူသဇင်နွယ်ဝင်ကတော့သူမအနေနဲ့လူပညာလောကမှာထိတ်တန်းမင်းသမီးလှုပ်ချင်လို့ဝင်လာတာမဟုတ်ဘဲနဲ့တရုတ်ဆောင်ဖြစ်ချင်လို့ဝင်လာတာပါလို့လည်းပြောဆိုထားပါတယ်